အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော် weekly analysis လုပ်ပြမှာဖြစ်ပါတယ်လာမယ့်အပတ်အတွက်နော်ဆိုတော့လာမယ့်အပတ်က3ရက်နေ့ဆိုတော့1ရက်နဲ့2ရက်နေ့ကစနေတနင်္ဂနွေဖြစ်သွားတဲ့အခါကျတော့ market ပိတ်တယ်အဲ့တော့November first week ဖြစ်မှာပေါ့နော်အဲ့တော့ monthly candle ကိုကျွန်တော်တစ်ချက်သွားကြည့်အောင်ဆိုတော့ monthly candle မှာဆိုရင် netdex ပေါ့နော်ကျွန်တော် netdex ကြည့်မယ်ပြီး SPX ကြည့်မယ်ပြီး USD ကြည့်မယ်ပေါ့နော်ဆိုတော့USD ရဲ့ NASDAQ ပေါ့နော် NASDAQ ရဲ့ monthly candle ကဒီအပေါ်မှာပိတ်ထားတယ်ပြောရရင်တော့ဒီ short candle ဆို short candle အပေါ်မှာပိတ်ထားကိုတွေ့ရတယ်နော်အဲ့တော့အခု order high ဖြစ်နေ order high ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့trade ရတော်တော်နည်းနည်းတော့တိုင်ပတ်တယ်ပြောရရင်အပေါ်ရောက်နေတဲ့အချိန်မှာကျွန်တော်တို့လောင်းရင်လေ target ကိုဘယ်ထိထားရမလဲဆိုတာခတ်တယ်လို့ short ဖို့ကလည်းဒီ trend ကို against ဖြစ်တဲ့အတွက်ကြောင့်အရင်ရောအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့လည်းintraday မှာရောintra session မှာရောကျွန်တော်အဆင်ပြေအောင်တော့ trade လို့ရနေသေးတယ်ပေါ့အရင်ရောမစိုးသေးဘူးပေါ့ဗျာအဲ့တော့ weekly မှာဆိုကျွန်တော်တစ်ချက်ကြည့်အောင် weekly မှာဆိုရင်ကျွန်တော်အောက်တိုဘာအစဒီကနေစမယ်အဲ့တော့ okay ဆိုတော့ weekly မှာကျွန်တော်စပြီးတွေ့ရဆိုရင်ဒါလေးတွေ့မိရပါတော့ဒီနေရာဒါ equal လို့ဖြစ်နေတယ်ဗျာ weekly မှာ equal လို့ရှိရပါတော့ဒီနေရာလေး equal လို့ရှိရတယ်ပြတရားမှာ fair value ကရှိရတယ်အဲ့ဒါရဲ့တောက်လျှောက်တက်သွားပြီဒီကိုပြန်မလာဘူးနော်စားမယ်ဆိုရင်တော့ဒီကောင်ကဒီထိတ်ကကောင် စစ်ပြီးတော့နောက်ကန်တွေကလာဒီနေရာကိုပြန်လာဆွေးတက်တယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုတော့ဒါပေမဲ့အခုကတော့မလာဘဲနဲ့IR ပြန်မလာဘဲနဲ့ဒီ ER ဆွေးပြီးတော့ပြန်တက်သွားတယ်အဲ့ခါကျတော့ကျွန်တော်လောဆယ် ticket ရှိအောင်နော် ticket ဆိုတော့နောက်ကန်တွေကစဖွင့်ရင်တော့ဘယ်လိုဖြစ်မလဲမပြောတတ်ဘူးဒီ weekly previous weekly high ကိုစားပြီးတော့ပြန်ဆင်းလာမှာဖြစ်နိုင်တာဆိုဒီလိုဖြစ်နိုင်တာဆိုဒီလိုဒီထိတ်ကိုစားပြီးတော့ဒီရောက်ကိုဆင်းလာမှာပေါ့နော်ဒါမဲ့လည်းအဲ့လိုဆင်းဖို့ကဖြုံးမှာပေါ့နော်ဒရိုင်းလေးနဲ့အဲ့လောက်ကြီးဆင်းပေးနိုင်လားဆိုတာပြောမပြောတတ်ဘူးအဲ့တော့ကျွန်တော်ဒီ weekly cap ကိုကျွန်တော် daily မှာသွားပြီးတော့ပေါ်မှာရမယ်မြင်ရအောင်ခံမြင် okay weekly cap က daily မှာဆိုရင်ဒီ all of flow မှာရှိတယ်ပေါ့နော်ဒီ flow မှာရှိတယ်ဒီနေရာမှာ liquidity ရှိရတာဒါဆို failure ဆုံးဖြစ်တာပေါ့daily ကWednesday street တယ် Thursday မှာဒါ sideway ပြေးသွားတယ်Friday ကပုံမှန် market မှာဆိုရင်တော့ဒီအောက်ကိုလာစားပြီးတော့ဒီညကိုဆွေ့ပြီးတော့ maybe ပေါ့နော်ကျွန်တော်ပုံမှန်မြင်နေရစားဆိုရင်sorry အကောင်လုံးဖြစ်ဒီလိုမျိုးလေးဆွေ့ပြီးတော့ပြန်တက်တာမျိုးဒီအပေါ်မှာအကိတ်ထားပါနောက်အပတ်က bullish သွားမယ်ဆိုရင်ဒီ gap ပေါ့နော်ဒီ gap ရဲ့ 50% ကိုပြန်လာဆွေ့ပြီးတော့ဘယ်လိုယူဆလို့ရလဲဆိုတော့ gap ရဲ့ 50% ကိုပြန်လာဆွေ့တယ်ပြီးတော့ previous daily high ရဲ့ low ရဲ့ရှိရဆိုရင် low ကိုပြန်လာဆွေ့သွားတယ်ပေါ့နောက်ပတ်မှာ previous daily weekly high ရော previous daily high ရောပြန်ပြီး target ပြန်ထားပြီးတော့လောင်းလို့ရတယ်အဲ့ဒီမှာအဲ့လိုမျိုးကြီးရှင်းလင်းမပြထားဘူးရှင်းမပြဘဲနဲ့ဒါတက်ကြီး liquidity ချန်ခဲ့လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ခါကျတော့ဆက်စင်းကောင်းရှင်းလိုက်ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီ all of flow ကိုကြည့်မယ်ပြီးရင်ဒီ gap ပေါ့နော်ဒီ gap ကို respect ဖြစ်မဖြစ်ကြည့်အောင်လက်ပြန်နောက်ပတ်တော့ maybe တနင်္လာမှာလည်းဖြစ်မယ်တဲ့တနင်္လာမှာလည်းဒီ gap က respect ဖြစ်လာဒီ gap ထိရောက်ဖို့ဆိုတာဒီမှာဒီလိုပြန်မကန်တက်ပဲနဲ့ rejection ပြပြီးတော့အပေါ်ပြန်သွားရမျိုးလည်းဖြစ်နိုင်တယ်မဟုတ်ဘဲနဲ့ဒီကောင်ကဒီလိုဖောက်ဓာတ်ရွက်ဖောက်သွားပြီဆိုရင် maybe ဒီနေရာမှာ
gap တစ်ခုခြံခဲ့လိမ့်မယ်ဗျာအဲ့လို gap ကနေပြီးတော့ဒီအောက်ကိုပြန်လျှော့လို့ရတယ်50% ဒီမဟုတ်တော့ဒီမှာရှိတဲ့ gap တွေရှိအောင်ဒီ zone ရဲ့ first line လောက်ထိပြန်လျှော့လို့ရအောင်ကောင်းပြန်ဆင်းလာရင်လည်း sorry daily time frame မှာကြည့်နေအောင် daily time frame မှာကြည့်နေရတော့နည်းနည်းကြီးနေlower time frame ပြောင်းရမယ်lower time frame မှာဆိုရင်ပို့ပြီးတော့မြင်လာတယ်ထားပါ1 hour လောက်ဆို1 hour မှာပြမယ်1 hour မှာဒီနားကိုတစ်ချက်ကြည့်ရအောင်ဒီထိတ်က body နဲ့ပိတ်ထားပါနော်ဒါပေမဲ့4နိုင်မှာဆွေးထားတယ်4နိုင်မှာဆွေးထားတယ်တနိုင်မှာ body နဲ့ပိတ်ထားတယ်ထားပါဒီမှာ IFG breakout ပြရတယ်ပြီးတော့consolidation သွားတယ် first draw ပြီးတော့ဒီမှာဒီ favorite ကောင် mitigate ပြန်လာတယ်တူလား retest ပြန်လာပြီးတော့ပြန်ဆင်းတယ်နောက်ဆုံးဒီနောက်ထိဆင်းပြီးတော့ပြန်လာတက်တယ်ဒါ NFP ထည့်တယ် sideways သွားတယ်ဟုတ် NFP ဟုတ်တယ် NFP ပါပြီးတော့ဒီမှာ order block ရှိတယ်ဒီ order block ကိုလာဆွေးပြီးတော့ဒါဆိုရင် clean ဖြစ်တယ်ပေါ့ဒီရက်ကန်တွေကိုလည်းဆွေးထား order block လည်း50% rejection နဲ့ပြရတယ်တော်တော်ကြီးစားပြီးတော့ပြန်ဆင်းလာတယ်ဆင်းလာတဲ့အခါကျတော့ဒီမှာဒီကောင် reaction ပြန်လာပြတယ်ဒီမှာလည်း order block ရှိအောင်ဆိုဒီ order flow တစ်ခုလုံး reaction ပြပြီးတော့ဆင်းနေတယ်အဲ့တော့ဖြစ်နိုင်တာအကယ်၍ပေါ့နော်အကယ်၍ဒီကောင်ဒီမှာလည်း reaction ပြထားဆိုတော့အကယ်၍ဒီကောင်က market စဖွင့်ပြီးတော့တောက်ချောက်ဆင်းလာမယ်ဆိုရင်ဒီ daily gap ကြီးကအဲ့လောက်ကြီး strong မဖြစ်တော့ဘဲနဲ့1 hour မှာဒီ 50% strong မဖြစ်ဘဲနဲ့ breakout ပြခဲ့မယ်ဆိုပေါ့နော်ဒီလိုမျိုးဒါဖြစ် okay breakout ပြခဲ့မယ်ဆိုရင်ဒီလို breakout ပြခဲ့မယ်ဆိုရင်ဒီနေရာမှာ gap ချန်ခဲ့မှာဗျာသူဆင်းလာတဲ့အခါကျ gap ချန်ခဲ့လိမ့်မယ်အဲ့ gap ကနေပြီးတော့ပြန်ပြီးတော့ဝင်အောင်ပြန်ရှုပ်လို့ရအောင်နော်အဲ့နေရာဒီ 50% ဒီနားလောက်ကမဟုတ်ဘဲနဲ့လေဒီအောက်ကနေပြီးတော့ gap ပေါ်ရင်လည်းအဲ့နာကနေ gap reaction ပြန်ဆောက်ပြီးတော့ကျွန်တော်ရှုပ်လို့ရတယ်ကျွန်တော်အစ first bias အနေနဲ့ဆင်းမယ်လို့ခံမှန်းတာဆိုတော့အရင်ဆုံးဒီနေရာကိုရောက်တဲ့အထိဒါမှမဟုတ်ဒီနေရာရောက်တဲ့အထိ short ကိုစဉ်းစားလို့ရတယ်အကယ်၍တခါလေအရင်ထိုးဆင်းတာရှိရတယ် pre market ဒီမှာ pre market ရောက်မရောက်ခင်အဲ့လို london martin ထိုးဆင်းတာတွေပါရှိတယ်အဲ့လိုမျိုးဆိုရင်တော့ maybe ဒီနေရာကိုပြန် fail ပြီးတော့ဒီနေရာမှာ price rejection ပြရတယ် price ကreaction ပြနေပြီဆိုရင်တော့ လောင်ဖို့ပဲကြည့်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်အမြင်အောင်အဲ့လိုမြင်ပါတယ် okay so ဒါဟို daily time frame ဆွဲလိုက်ပေမဲ့ဒီအများကြီးက lower time frame ကိုစားပြပါဟာအဲ့တော့ဒီနေရာလောက်ထိပဲတက်တာမှထင်တာပဲဒီမှာဒီကတ်ဒီ gap ကိုဝတ်ထားလိုက်မယ်နော်ဆိုတော့ first အနေနဲ့ဆင်းလာပြီးဒီကနေဆွေ့မလားမဟုတ်ဘဲနဲ့ဒီကောင်ကို breakout ပြအောင်လားဒီကောင် breakout ပြရင်breakout ပြပြီးဆင်းလာတဲ့ candle မှာရှိရဲ့ II ကနေပြီးတော့EI ကိုပြန်ပြီးတော့ထားပါဒီမှာဆိုဇောက်ချောက်ဆင်းလာလိမ့်မယ်ဇောက်ချောက်ဆင်းလာရင်ဒီမှာ EI ထွက်လာလိမ့်မယ်အဲ့ကြရင်ဒီဆင်းလာတဲ့ gap ပေါ့နော် II ကိုပြန် free ပြီးတော့ EI ကိုပြန် target ထားအောင်ဒါမှမဟုတ်အဲ့ထက်ပို target ထားခြင်းတယ်ဒီအောက်ကခါဒီ target ထားလိုက်ပြောရရင်ဗျအဲ့လိုတစ်ခါလေကြာရှိရဲ့ကျွန်တော် EI မှာလွတ်သွားတယ်ဗျာ EI မှာလွတ်သွားတယ်ဒါပေမဲ့ EI ကို breakout ပြပြီးတော့ဆက်ဆင်းခြင်းတယ်ဗျာအဲ့လိုဆက်ဆင်းတဲ့ချိန်မှာကlike free market မှာအဲ့လိုမျိုးဖောက်ပြီးဆင်းနေပြီဆိုရင် new session ထဲမှာကျွန်တော် lower time frame မှာဒီလိုနေရာကနေလည်းဝင်ပြီး trade လုပ်ရအောင်ဆင်းနေတဲ့နေရာနေပဲလိုက်ပြီးဝင် trade လုပ်ရအောင်ဒါပေမဲ့ဟိုနေရာမှန်ဖို့ရေးကြည့်အောင်ပြန်ပြီး reversal ပြန်လာရင်တော့ရှော့ပါမှာအဲ့လိုမြင်ပါတယ်ဆိုတော့ SPH လည်းအဲ့လိုမျိုးဖြစ်မှထင်တယ်
monthly တော့ကြည့်မယ်အကောင်လုံးက monthly ကတည်တိုင်းပါပဲ breakout ပြမှာပဲ weekly စကြည့်ရအောင် okay weekly ဆိုဒီဟာဆိုတူလားပို့ပြီးတော့ကျွန်တော်ရှင်းနေဗျာ space ပဲဒီမှာကြည့်အောင်ဒီမှာ IIO လုံးဝ clean ဖြစ်ဆွထားတယ်ရှစ်ကန်တယ်ရှစ် weekly ကန်တယ်လို့ဆွတယ်နော်ပြီးတော့IIO မှာစားပြီးတော့ရရပြန်ပြီးတော့သွားသွားတဲ့အချိန်မှာလေဒါ breakout ပြသွားပြီနော် breakout structure ပြသွားပြီပြသွားတဲ့ခါကျတော့နောက်ကန်တွေကဆက်တက်နေတယ်အဲ့တော့ဒါဆိုတော့ဒီမှာရတည်အောင်နော်ဒီဘက်မှာရတည်လိမ့်မယ် reversal လာအောင်နောက်ထပ်ဒါရဆက်ပြီးတက်မှာဆိုတာအဲ့တော့ဒီနောက်တစ်နိုင်ဘာဖြစ်နိုင်လဲပေါ့နော်နောက်တစ်နိုင်ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော် last week ရဲ့ကန်တွေကိုပြန်ကြည့်အောင် last week ကန်တွေ high ကဆွိထားလားမဆွိထားဘူးဖောက်သွားရတယ်လား last week ကဖောက်ထားတယ်အဲ့တော့ weekly low ပဲရှိပါဘောနော်ဒါပေမဲ့ဒီ weekly low ထိပြန်လာနိုင်လားပေါ့နော်နောက်တစ်တိုင်ကဖွင့်ဘယ်မှာဖွင့်မလဲဆိုတော့ဒီကန်တွေမှာဖွင့်နိုင်မယ်ဒီကန်တွေနောက်မှာဖွင့်ပါဆိုတော့ဒီမှာ fair value gap ရှိရယ် breakout structure ပြထားတယ်overlap gap လို့ပြောလို့ရပါနော် breakout structure ပြထားတယ် gap ဆိုတော့မဆိုးကောင်းနေပေါ့ဒီ gap ကလည်းဒါဒီဟာကိုလည်း order block နေတယ်ကြည့်လို့ရတယ်ဒါ weekly gap ချက်မှတ်ထားလိုက်မယ်ဟိုကျွန်တော် net test ပြန်ပြီး weekly ချက်ပြန်ကြည့်လိုက် okay weekly က net test ကတူလား net test ကဒီမှာကအဲ့လောက်ကြီးမ clean တာနော်ဒီဟာကြီးကပတ်တီအောင်အထိပဲနဲ့ပြန်တောက်ပါဆိုရင်တိတ်မကြိုက်ကိုကမကြိုက်တာဘာမှလုပ်လို့မရဘူးတော့ okay so daily စင်ကြည့်အောင် okay daily စင်ကြည့်ရဲ့အခါမှာတောက်လျှောက်3ရက်ဆက်တိုက်ဒီအားဆွိတယ်ဒီကောင်နောက်ဆုံးဆွိပြီးတော့ဒါကျွန်တော်ဒီနေ့မှာဆင်းတယ်အောက်ကြမှာဒီအောက်ကိုမဖောက်နိုင်ဘူးပေါ့နော်ဒီအောက်ကိုဖောက်ဆွိထားတယ်ဆိုတော့ဒါဆိုရင်ခုနကျွန်တော်ပြောလို့နော်ဟိုပုံမှန်အဖြစ်ဒီလိုမျိုးဆင်းလာပြီဆိုရင်ဒီကောင်ကိုဆွိဒီလို cut ထင်မှာ rejection ပြနိုင်မယ် 50% လောက်ပါအဲ့လို 50% မှာ rejection ပြတယ်နောက်ဘက်ကဒီနေရာမှာတင်လောင်းဖို့စဉ်းစားလို့ကောင်းတယ်ပေါ့ဗျာကောင်းတယ်ပေါ့လောင်းလို့မပြောဘူးပေါ့နော်ကောင်းတယ်ပေါ့စဉ်းစားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အခုက net test ကကြောက်လို့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ space ကအဲ့လိုမျိုး space ကကြောက်ပို့ပြီးတော့ clean ဖြစ်တယ်ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကြည့်အောင်ဒီဒါ weekly gap ဒါ daily gap ဆိုတော့ daily gap ကိုမှတ်ထားမှာပေါ့နော် daily gap ကျွန်တော် line လေးနဲ့မှတ်ထားလိုက် weekly gap ကလည်း line နဲ့ပဲမှတ်လိုက်ပါမယ် weekly gap ကျွန်တော်အဲ့လို gap မှတ်ပြီးဆိုရင် gap ကိုလေဟိုအစအဆုံးကြီးမဆွဲဘူးပေါ့နော်ကျွန်တော်50% လောက်ပဲကျွန်တော်ဒီကကြည့်မယ်ပေါ့စုံလေးကြောင့်လည်းမျက်စိဟိုရှုပ်ပါဆို daily မှာဆိုရင် clean ဖြစ်တဲ့ gap ကဒီကဒါပဲရှိရပါကျွန်တော်ဟာရစားပြီးသွားတယ်ဒါလည်းစားပြီးသားပဲဒါဆိုလည်းလှရတယ်တွေ့လားသူတက်တဲ့ဟာတော်တော်လှတယ်ဒီမှာ liquid sweet တယ်တောက်သွားတယ် all block ချန်ခဲ့ဒါဆို all block ထိပြန်ဝင်လာ all block ထိပြန်ဝင်လာတယ်ဒီ gap ရဲ့ 50% rejection ပြရတယ်ပြန်ထပ်တက်တယ် okay ဒါဆိုရင်ဒါ weekly high ဖြစ်နေတယ် weekly high ရတယ်ပြီးတော့ previous daily previous daily လုံးမဟုတ်တော့ previous daily လို့တရားဖြစ်လိမ့်မယ်အဲ့တော့ lower time frame ချက်စင်ကြည့်အောင်ဒီမှာဖွင့်မှာဆိုတော့9ဝါလောက်စင်ကြည့်မယ်ဒီမှာဆိုတော့ဆွိထားတယ်ထိတ်ကဆွိထားတယ်စင်လာတယ်ဒီမှာတွေ့လဲဆိုတော့ value ဆွိတွေ့တော့ front line လေးကိုဒီလိုပေါ့ဗျာပြီးတော့ဒီမှာ gap ရှိရတယ်လား gap ကိုဆွိထားတယ်အဲ့အောင်မှာထိတ်ကဆွင်းလေးနဲ့တောက်ချထိတ်ကဆွင်းလေးနဲ့ပြန်ဆွိထားရပါ
switch ပြီးတော့ထပ်ဆင်းတယ်ဒါဒီဟာအခုလက်ရှိ order block ဖြစ်နေမယ်ဒီမှာ gap လေးရှိတယ် gap ကိုထိပြီးထပ်ဆင်းလာတယ်အဲကျွန်တော်ဒီဟာကို order block ပဲမှတ်ထားလိုက်ပါမယ်ဒါရတော်တော်လာပါဒါဆိုရင်flow နဲ့ဆင်းနေဒီညာ so SPS ဒီ IFVG ကနေပြန်တက်နိုင်လား net test တစ်ချက်ပြန်ကြည့်အောင် wow net test ကခုနပြောအောင်မေ့ပါတယ်ဒီညမှာဒါမပြောမိလားဒီ net test မှာဒီက order block ရှိတယ်ဒီ order block ကိုဝင်ပြီးတော့ပြန်တက်တယ်ဒါပေမဲ့ဒီမှာ IFVG breakout မပြတာဘူး SPS ကကျတော့ဒီကောင်မှာ switch သွားတယ် order block တစ်ခုလုံးနဲ့ switch သွားတယ်ပြီးတော့ IFVG မှာလည်း breakout ပြတယ်ပြီးတော့ retest လည်းပြန်လာတယ်ဒါပေမဲ့ကျွန်တော်အထင်တော့ဆင်းအောင်မယ်လို့ထင်တယ်ပေါ့ okay SPS ဖြစ်နိုင်တာပဲ test နေရ SPS ကဒီဖွင့်ရင်တော့ဒီကနေတော့အတန်းပြီးတော့မတက်လာဘူးထင်တာတက်ဖို့ခက်လောက်တယ်4 hour research ပြတယ်4 hour ရှေ့ကန်တယ်ဆွေးထားအကယ်၍ပေါ့နော်ဖွင့်ခဲ့ပြီအော်ဒီမှာဟိုလည်းရှိသေးအောင်ဒီကကစားဖြူ daily ကလည်းရှိသေးတယ်အကယ်ကြည့်ရမယ်ဆိုရင်ဒီကောင်ကအကယ် market စဖွင့်ခြင်းအရင်ကောင်းပြီးတော့ price reaction ရန်ကောင်းပြီးတက်သွားရဲဆိုရင်ဒီကနေပြန် short ဖို့စဉ်းစားအောင်ဒီနေရာကနေ short လို့ရမှာကျွန်တော်ကြည့်အောင်ဒီ order block ဒီမှာဟိုရှိတယ် equal high ရှိတယ်နောက်ပြီးဒီ fair value gap လည်းရှိသေးတယ်ဒီနေရာကနေ short လို့ရမှာကြည့်မယ်အကယ်၍မဟုတ်ဘဲနဲ့ဒီ IFVG က free breakout ပြတာနောက်ပြီးတော့ဒီမှာလည်း switch ထားအောင်ဒီဟာ switch ထားရဲဆိုတာဒီဟာ4 hour ကန်နေမှာဆိုရင်တိတာ4 hour ကန်နေမှာရှေ့ကကန်နေကို switch ထားအဲ့တော့အဲ့ဟာကို switch ထားကကောင်းပြီးတော့ဒီအောက်ကိုပြန်ဆင်းလာပြီးတော့ဒီ gap ထဲဝင်လာမှာပေါ့နော်ဆိုတော့ weekly gap နဲ့ဒီ daily gap နဲ့ကအရင်မဝေးဘူးပေါ့နော်မဝေးဘူးဆိုတာနီးနီးလေး weekly gap 50% daily gap 50% နီးရယ်နီးရဲ့ခါကျတော့ okay ဒီကောင်က4 hour ပြန်ဘယ် time frame ပဲဖြစ်ပါတော့ဈေးကပြန်ဆင်းလာပြီးတော့ဒီနေရာဒီ level တစ်ခုကြာမှာ reaction ပြတယ်ဒါမှမဟုတ်4 hour မှာ rejection ပဲပြ1 hour မှာ rejection ပဲပြအဲ့လိုမျိုးပြတယ်ဆိုရင်ကျွန်တော် lower time frame ဆင်းပြီးတော့ entry ကိုရှာလို့ရအောင်နော် SPS က short ထက်ဆိုင်တော့ long ကိုလိုက်တာပို့ပြီးတော့ကောင်းနေမယ် long ကိုစောင့်ပြီးတော့ trade တာပိုကောင်းမှတင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ market ကဒီအောက်ကိုသွားမယ်လို့အခုခံမှန်းတာကိုဒီအောက်ကိုဆင်းတာကိုလိုက်လေ trade လို့ရတယ်ပေါ့နော်ကျွန်တော်ခုန Netflix မှာပြောခဲ့လို့ပဲအဲ့လိုမျိုး trade မယ်ဆိုရင်1 hour မှာဆင်းလာရင်ဖြစ်မှာပဲ gap တွေအဲ့ gap ကနေပြီးတော့ IIO ကိုယ့် trade မဲ့ time zone မှာ respect ဖြစ်တယ်ကိုယ့်ရဲ့ trading view နဲ့ညီရဆိုရင် short trade လို့ရတယ်နော်နောက် SPX ထားပါ SPX ကပိုရှင်းပါတယ် SPX က long ပိုရှင်းလို့ပဲ long လို့ကောင်းတယ်ဆို USDT ကြည့်အောင် USDT ကရှေ့ဘက်ကတော့မဆိုးဘူးပေါ့နော်ကျွန်တော် entry ရ USDT ပုံများတယ်တခြားပဲထက်ဆိုတော့အဲ့ဒီဒီလိုပဲ weekly ကြည့်အောင် weekly က weekly ကကျွန်တော်တော်တော်မရှင်းဘူး USDT က weekly ရှိရခက်ရှာရှာတယ်ဒီကလည်းတူပါပဲ gap ကအတူတူပဲရှိတယ်ဒါ breakout ဆွတ်ချလည်းပြထားတယ်ဒီတယောက်ကဟာမကြည့်သေးဘူးဒါပေမဲ့ဒီမှာ gap လေးတိတိလေးရှိတယ်ဒီနေရာမှာ gap လေးတိတိလေးရှိတယ်ဒီကနေဆိုရင် failure swing ဖြစ်တယ် okay ထားပါအတူတူပဲပေါ့နော်ဟိုဟာနဲ့ဆင်တယ်လို့ပြောလို့ရ net test နဲ့ဆင်တယ်လို့ပြောတယ်ရန်သေးတယ်ဒါမဲ့လည်းသေးပြီးမဲ့လည်း respect ဖြစ်နိုင်ပါတယ်
ကြီးကြီးတီမဆိုင်ပါဘူးကပ်ပါပဲweekly မှာ weekly level မှတ်အောင်ဆိုဒီ daily ပါချာ weekly ကဟာဖြတ်နိုင်မယ် daily မှာဆိုရင် daily ဒီမှာပြထားတယ်ဖောက်တော့ပါဒီ USDT လည်းဒီလို rejection ပြတာဒါပေမဲ့ဒါကဖောက်လောက်တယ်လို့ထင်တယ်ဒီအောက်ကိုဆင်းလောက်တယ်လို့ထင်တယ်အဲ့လိုတက်သွားမယ်ဆိုရင်တော့လှဒါပေမဲ့လည်းဖောက်ဖို့များပါတယ်ဖောက်စေချင်ပါတယ်ဖောက်ရင်တော့လောင်းပို့ကောင်းတယ်ပေါ့သိရမလားဘာလို့လဲဆိုတော့ဟို USDT မရောက်ခင်တက်နေရဆိုရင်တော်တော်စိုးရပေါ့နော် trade ရကျွန်တော်အဲ့လိုမျိုးလောင်းအဲ့လို against မလုပ်ဘဲနဲ့လောင်းချင်တဲ့လူအတွက်ကြောက်လေဟိုဘယ်လိုပြောရမလဲတော်တော်တိုင်ပတ်တယ်လို့ပြောလို့ရတယ်။ market က new session စပြီးတော့အဲ့လို15မိနစ်လောက်ပဲ move ပြီးတော့ကျန်တဲ့ချိန်တွေ sideways ပြေးနေအရန်တော်တော်ဆိုးတယ်။ဘာဆက်လုပ်လို့ရမှာမသိရဖြစ်လို့ဒီနားလောက်မှာဒီဆိုနေဒီမှာ favorite ကရှိတယ်ပြန်ပြပါဆက်ပြပါမယ် favorite ကိုရှေ့ကနေဆွေးပြီးတော့တောက်လျှောက်တက်ထားတယ်။ KD ကိုပြန်တူပါပဲဆိုတော့ဒီအောက်ကိုပဲဆင်းလာမယ်လို့မြင်မိပါတယ်။ Okay ဒီမှာပိုရှင်းတာတခုက USDT ကိုကြည့်အောင် USDT မှာ candlestick တော့မပြထားဘူးဒါပေမဲ့အပေါ်မှာ SMD ဖြစ်လိမ့်မယ် yes okay SMD ဖြစ်တယ် Natas နဲ့ USDT နဲ့ SMD ဖြစ်တယ် SPX 500နဲ့ okay US Natas နဲ့ဟိုကနေဖြစ်တယ်ပေါ့နော်ထားပါ okay ဒီနားမှာဒီလို SMD လေးဖြစ်နေတယ် SMD ဖြစ်တယ်ဆိုတော့ဟိုလာတခြားကြည့်အောင်ဟုတ်တယ်ဖြစ်တယ်တော့ခွန်အော်ဒီဘက်မှာမဖြစ်ဘူး sorry ပါအော်ဟုတ်တာပဲ3ခွန်မဖြစ်ဘူးအော်နေပါဦးပါခဏလေးရင်းနေပါမားကုန်ပြီတော်လိုက်တာ analysis လုပ်တဲ့ကောင်19 okay daily ကသွားကြည့်လိုက် daily မှာကြည့်ရင်ရှင်းဆုံးပဲเนาะ daily မှာကြည့်လိုက် daily ထိတ်နှစ်ခုကြည့်လိုက်မယ် okay ဖြစ်တယ် shit okay ကြည့် okay ဖြစ်ပါတယ်ထားပါဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဖြစ်တယ်ဆိုတော့ဒါဆိုရင်SMT ပြရပြီးဒီမှာ fabric ကရှိတယ်လား sorry order block ရှိတယ်ဒီ order block ကနေပြီး TV ဆင်းတာဗျဒါဆိုရင်နိတော်လှအဓိကပြချင်တာခုန4 hour မှာတွေ့လိုက်တာ4 hour မှာတွေ့လိုက်တာပြမယ်4 hour မှာကျန်တဲ့ pin တစ်ခုမှာကျွန်တော်မတွေ့ဘူးပေါ့နော်4 hour မှာအရင်ခင်ဒီမှာ IFG ရှိရယ်ပြီးတော့ဒီမှာဗာရှိသေးလဲဆို fabric ကရှိရပေါ့နော် overlap ဖြစ်တဲ့ gap တွေပေါ့အဲ့တော့ဒီဟာ 50% ကိုလည်းလာစားထားရဲ့အပြင်ကိုမှဒီလိုလေးဒီအကောင်လုံးစိတ်ပြီးတော့ဒီကောင်အောက်မှာပိတ်ထားတယ်အဲ့တော့ဒါဆင်းမှုတေချာဘယ်လောက်ရှိရဗျာ USDT ရဆင်းမှုတေချာဘယ်လောက်ရှိရ analysis ရဆိုရင်ပါလေဆင်းမဆင်းအောင်ဘူးမှမသိဘူးဒီဟာလည်းဒီဟာအကောင်လုံးစိတ်ထားရဲဆိုတော့ဒီမှာဆိုင်ဝေးဖြစ်နေတယ်ဆင်းမယ်ဆိုရင်ဒါလေးမှရောက်ဖြတ်လိုက်တော့မယ်ဒီကောင်ကနေ reject လုပ်ပြီးတက်ဖို့အောင်ခတ်မယ်ထင်ပါတယ်ဖောက်ပြီးဆင်းလောက်တယ်အကယ်ဖောက်လာခဲ့ပြီဆိုရင်ဒီကောင်ကိုဖောက်သွားပြီဆိုရင်ကျွန်တော်တို့အကယ်ပေါ့နော်ဒီ IR ရဲ့ဒီIR ရောမဟုတ်ဘယ်လိုပြောရမလဲinversion gap inverse value gap ကိုပြန်ပြီး retest ပြန်လာအောင်စောင့်လို့ရတယ်ပေါ့နော်အကယ်၍မဟုတ်ဘဲနဲ့ဒီအောက်ထိဖောက်သွားပြီဆိုရင်ဒီနေရာမှာ fair value gap ပြန်လာတယ်အဲ့နေရာနေပြီးပြန်ပြီးဝင် short လုပ်ရတယ်ပေါ့နော်
target ကအတူတူပါပဲ target ကအကုန်လုံးကတော့ဒီ daily fair value ကလောက်ထိပဲထားကောင်းတယ်ပုံမှန်နဲ့တစ်ခါလေကြာရင်လည်းဒီ bullish invest ပေါ့နော် invest gap ကိုဖောက်ပြီးတော့အဲ့နေရာမှာတင်လေ fair value gap တစ်ခါထပ်ပြီးတော့ပေါ်နိုင်တယ်အဲ့ကြရင်တော့အဲ့နေရာမှာ short ဖို့စဉ်းစားရတယ်ကောင်းပါတယ်ဆိုတော့အဲ့လိုမျိုးလည်းပေါ်တတ်တယ်ပေါ့နော်အဓိကရောgap ပေါ်လာပြီးတစ်ခုခုပေါ့နော် liquidity ပြပြီဆိုရင်တော့ဝင်တက်ဖို့အရေးကြီးအောင်နော်ဘယ်နေရာမှာဝင်ရမလဲရောခုနပြောတဲ့အတိုင်းဘောပေါက်မယ်ထင်ပါတယ်ညလေးထိုးခဲ့အောင်မယ် Pfizer ရေတော့ခဏလေးပေါ်စပါဆိုတော့ကျွန်တော်ညထိုးရဆိုတာအကဲသိရမလားအပေါ်တက်မယ်ဆိုလဲဘာလို့တက်ရမလဲအဲ့ပေါ်ဘယ်လိုမျိုး light trade ရမလဲအောက်ဆင်းနေဆိုလဲဘာလို့ဆင်းရမလဲအဲ့အောက်ကိုဘယ်လိုမျိုး light trade လို့ရမလဲဆိုတာကျွန်တော်ကစဉ်းစားရမှာဗျသိရမလား weekly analysis လုပ်တယ်အပေါ်ကြီးကိုတက်မယ်အောက်ကြီးကိုဆင်းမယ်ဆိုတာနည်းနည်းတော့မဖြစ်ဘူးသိမလားအဲ့လိုမျိုးကြီးသိသွားပြီးထားပါအောင်ဘယ်နေရာမှာဝင်ရမလဲမသိဘူးဆိုရင်သိပြီးတော့အထိပ္ပယ်မရှိဘူးအဲ့တော့ဒီမှာမြားထိုးတာဆိုရင်အကဲအပေါ်တက်ခဲ့ရင်ဘယ်နေရာမှာဘယ်လိုလုပ်မလဲသိရမလားအကဲအောက်ဆင်းခဲ့ဘယ်လိုမျိုးလုပ်မလဲအဲ့လိုမျိုးပေါ့အကဲအပေါ်တက်မယ်ဆိုရင်တော့ဘယ်နေရာကနေလောင်းကိုစောင့်တယ်အဲ့လိုမျိုးအဓိကတွေးသက်စေချင်တာပါအားကြောင့်မလို့ဒီလိုပြရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်